နေ့ကကစားခဲ့တဲ့ Champions League ပွဲတွေမှာတော့ Real Madrid ကတော့နောက်တစ်ဆင့်ကိုတက်သွားခဲ့ပြီသူတို့အတွက် Champions League ဆိုလို့ရှိရင်ကန်ဆာတာကလက်ကြည့်စရာမလိုအောင်ကောင်းနေပြီဒါเนาะမနေ့ကတော့ဒါတော့မှ Vinicius က penalty လွဲသေးတယ်penalty လွဲသွားပေမဲ့လည်းအချိန်ပိုကန်တဲ့ penalty တိရောက်ခဲ့ပြီးတဲ့အချိန်မှာတော့သူတို့နိုင်သွားခဲ့တယ်ပေါ့နော်ဆိုတော့မနေ့ကတော့ဆိုလို့ရှိရင်ကျွန်တော်တို့ပွဲအစ10မိနစ်တော့မပြည့်သေးဘူး Atletico ကခြေပေါက်ကိုပြန်သွင်းခဲ့ခြေပေါက်ကိုမဟုတ်ဘူးပေါ့နော်ဒီသူတို့ပထမကြောက်ကတကူနဲ့ရှုံးထားတဲ့တကူပြန်ပြီးသွင်းခဲ့တယ်1-0နဲ့ပဲတောက်လျှောက်ဒီမိနစ်90ပြီးတော့ကမှအချိန်ပိုနိုင်ဝက်ပြီးတဲ့ဒီကစားသွားခဲ့တယ်ဆိုတော့ပွဲချိန်တွင်းမှာဆိုလို့ရှိရင် Atletico အနေနဲ့ပွဲကိုဖျက်လိုက်နိုင်တဲ့အခွင့်အရေးတွေအများကြီးရှိခဲ့တယ်အထူးသဖြင့်89မိနစ်မှာရတဲ့မိနစ်90ပြည့်နေပေါ့နော်ရတဲ့အခွင့်အရေးကို Korea နော် Everest ကိုလူမပေးဘဲနဲ့ hero ဖြစ်ခြင်းစိမ့်နဲ့ကန်လိုက်တယ်နော်ကိုပါကိုကြော်သွားခဲ့တယ်ဆိုတော့အဲ့ကိုကြီးဆိုတော့နှမျိုးကောင်းတယ် Everest ကိုသာလူပေးလိုက်တယ်ဆိုလို့ရှိရင်တော့ဒေတာဘောကျွန်တော်တင်ပြောမှဆိုလို့ရှိရင်တော့ဒေတာဘော9ရပြီးတော့ Atletico တို့နောက်ဆင့်ကိုတက်နိုင်နေမယ်လို့ထင်တယ်ဒီကြားထဲမှာမှကျွန်တော်တို့ Vinicius ကလည်း penalty ကိုနော်ထောင်ကန်လိုက်သေးတယ်ဆိုတော့Real တို့တော့ကန်ဆိုးနေပြီလို့အားလုံးကထင်ခဲ့ကြပေမဲ့လည်းနောက်ဆုံးအချိန် penalty အဆုံးဖြတ်မှာတော့သူတို့အနေနဲ့basket တယောက်ပဲလွှဲခဲ့တယ် Atletico ဘက်ကဆိုလို့ရှိရင်ကျွန်တော်တို့ Everest နော်နှစ်ချက်ထိွားရချက်တော့penalty အဆုံးဖြတ်ခံတဲ့နေရာမှာနှစ်ချက်ထိွားလို့သူပယ်ဖြတ်ခံရတယ်ပြီးတော့ကမှ Donald ကလည်း goal မဝင်ခဲ့ဘူးဆိုတော့ Real Madrid တို့ဒီ penalty အဆုံးဖြတ်နဲ့နိုင်ပြီးတော့နောက်တစ်ဆင့်ကိုတက်သွားခဲ့တယ်ပေါ့နော်နောက်တစ်ဆင့်မှာသူတို့ Arsenal နဲ့ကစားရမယ်မနေ့ကတော့ဆို Arsenal ကလည်းPSV နဲ့အိမ်ပွဲမှာ2ဂိုးသေးသေးကြတယ်သူတို့တော့ဒီပွဲကဘာမှသိပြီးအရေးမပါတော့ပထမကျော့အဝေးကွင်းမှာ9ဂိုး2ဂိုးနဲ့နိုင်လာပြီးသားဆိုတော့သူတို့တော့ကတော့ AIA ကြောင်းပဲလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကောင်းပါပြီကျွန်တော်ဒီနေ့တော့ဒီလောက်နဲ့ပဲရန်နာချင်ပါတယ်မနက်ဖြန်မှာတော့ကျွန်တော်ခြားသော topic တွေနဲ့ပြန်လာနိုင်အောင်ကြိုးစားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်